ညကလေးကညီမလေးနဲ့တွေ့ပါမနက်ကပြောတယ်နော်မလေးပိသိတိကတဲ့ကိုစင်သူတဲ့မင်းသမီးနဲ့မတွဲပါဘူးတဲ့ကျွန်တော်ပြောပါတခြားပိသိတိတော့မသိဘူးလို့ဒီပိသိကတော့မင်းသမီးနဲ့လည်းအလုပ်ဖြစ်ပါတယ်နော်ညီမလေးကဲအဲ့တော့ညီမလေးဘက်ကိုအကိုကအလှည့်ပေးပါနိုင်ဝကလည်းသွေးပြင်းဟာမိုးကတမှုချောင်းဟာနုအသားရွှေသကဝါနုအသားရွှေသကဝါတမှုတာထားညရခိုင်ဆိုတဲ့နမကညာတော်ဘာဘေးတွေတော့ကမှကျမအကိုကတောင်းဝင်တော့ပြီးသွားပြီပရိခရရှိပါနေချစ်တကူတဲ့လူရဲ့ညမြတ်တဲ့စီဝရာတိုင်းတမမှာတော့ပြပဆက်ရှာနေတဲ့အချိန်မှာကျမအလူမလေးနေတိုင်းကြံစည်နေတဲ့စိတ်ကူးပါတယ်။ဒါကြောင့်အဋ္ဌိနံဟိစီဝရဌာနယတနီဘဒ္ဒဒနာမတနေနာမရကံပပရိပုရိတနာအဋ္ဌိမရမဇာစီဝရလာဝေနာတိဖယားပြောတဲ့စကားတရုတ်ချလေးများကြတော့တပိတ်ရည်တင်ငန်းယဟန်ကြီးအတုံးဆောင်တို့နဲ့အတူသာသနာဘောင်အတွင်းသို့တွတ်သွင်းနိုင်မှသာမာရကန်ထုမြတ်ပပတိအဖြစ်သို့ထိုအမျိုးကောင်းသားတို့သည်ရောက်တဲ့သမီးမိတ်ကလေးများကြတော့ရောမဟာလာရတဆာစင်မြငွေရတဲ့သူများမှသာမာရကန်ထုမြတ်ပပတိအဖြစ်သို့ရောက်တဲ့ဒါကြောင့်ယနေ့ညနေတန်ငါစင်တက်လိမ့်မယ်အဲ့ဒီအချိန်ကကျမမောင်ငယ်လေးများဟာအမတန်တိုက်တန်တဲ့သင်္ကန်းဆိုတဲ့အရာကိုသူတို့ကိုယ်နိုင်ဆင်မြင်ရတော့မယ်ရှင်ဒါကြောင့်ပြည့်ရှားသေးလူတကလူမမောင်မယ်နှပြကတောင်ဆွဲအမတတက်လို့ရတဲ့ဘောနဲ့အတ္တနောအရတပုတ္တရာဇတပပစေရန်အယာဝဇ္ဇာတိသာသနာတရတောဒုက္ကလူမကထသဘောနဲ့တောရရဏအချက်ပုရတပြာတို့အားဖယားဘဂဝါဟောဗုဒ္ဓသာသနာအတွင်းသို့တွတ်သွင်းချင်းမြင်သည့်အချိန်ခါကြပါသောကြောင့်မင်္ဂပပလူနဲ့တီတိစိန်နဲ့တီတိမင်္ဂမကားမှုတော့အားစိန်နဲ့တီတိဇနိမှာပက်ဖြတ်ခုတ်ထွင်းရှင်းလင်းတတ်သည့်တတ္တိအတ္တိတတ္တိကျမအလူတကာနဲ့အလူမမှာအပြည့်ရှိသောကြောင့်ယနေ့သည်မင်္ဂလာမြည်ဤမင်္ဂလာမြည်တဲ့အချိန်ကာလနေ့ရက်ကိုရောက်ပါဖို့ဒိတ်တော်ကတကယ်တမ်းဆိုရင်တော့ကိုစင်သူပိုင်တာပေါ့ညတော့ကအငိမ့်ငန်းကတော့ငိမ့်ငန်းခိုင်ပိုင်တယ်ကျမကြိုက်တာဆိုလို့ရတယ်ကျမကြိုက်တာပြောလို့ရတယ်ကျမကြိုက်တာကလို့ရတယ်နေကင်းမှာမဟုတ်တော့ဘူးအကိုကြီးဘိတ်ပိုင်တော့သူကဂိုင်းညီမလေးတာဝန်ယူတော့လို့တာဝန်လေးပြစ်ပေးလိုက်မှသာကျမပခုံးပေါ်ကျလာတဲ့တာဝန်လေးကိုမဖိတ်မစင်မဲ့တတ်တရက်ရက်ကလေးတာဝန်ယူခွင့်ရှိပါတယ်အဲ့တော့ညဉ့်ခိုင်ဘဘတို့ရေဒီနေရာတော့စကားနဲ့ပြောပြရစေအကိုကြီးနောက်မှာအဝတ်စားလဲနေလို့နောက်ပိုင်းအခန်းကဏ္ဍတွေအကိုခိုင်းမှကမှာပါအကိုမခိုင်းရင်ကျမကလို့မရပါဘူးရှင်အဲ့တော့ तू အလဲလေးပြီးသွားတော့မှဘိသိက်ခန်းဆိုတော့ညတော့ကလို့ကိုကြီးမောင်ကြီးကြိုက်လားချစ်လားတော့ကျမတို့ဘိသိက်ခန်းနဲ့လုံးလုံးသုံးခွင့်မရှိဘူးဘိသိက်နဲ့စီဆိုင်နဲ့ပတ်သက်တဲ့အကြောင်းအရာများကိုဒါကျမပြောရလိမ့်မယ်အဲ့တော့သတိငေါထားမိကြရဲ့လားညဉ့်ခိုင်မိသားစုများသတိထားမိကြရဲ့လားဘာကိုသတိထားရမှာတော့ဆိုတော့မော်ရီရောင်လို့ချောင်းရဲ့ကြီးလောင်လေးကြီးနဲ့ပြင်ရမိုးရီရွာကုန်ပြီရှင့်ရေရီကြီးကုန်ပြီရှင့်
ငင်းညမ်းခိုင်ယူနေလားနေဒီပူလို့ရက်တောင်နေနဲ့နေစရာမရှိတာဘယ်နေရာမိုးကရွာတုံးလို့မေးလိုက်မယ်ဘယ်မှာများရေတွေကြီးလို့တုံးလို့မေးရင်တော့ကျမပြန်ဖြေနိုင်တာကမိုးရွာနေတာကလည်းအမှန်ရေကြီးနေတာကလည်းအဟုတ်မိုးရွာလို့ချောင်းရည်ကြီးလောင်လေကြီးတော့ပညာပါဘယ်လိုမိုးရွာလဲကျမတို့လော်ကီလူပေါင်းမှာလူတိုင်းအတ္တိလူတိုင်းထဲမှာငင်းညမ်းခိုင်မှာအစကိလေတာလို့ခေါ်တဲ့တဏမိုးကြီးတွေခင်မြန်ကြီးရွာကုန်တာငါသားအတွက်ငါသမီးအတွက်ငါမရငါလင်ငါအိမ်ငါကငါပြည့်စီငါနွားလောဘဒေါသမောဟလို့ခေါ်တဲ့ဒီတဏမိုးတွေလူတိုင်းရွာကုန်မှာတော့ကျမတို့လော်ကီလူပေါင်းမှာကာမတဏလို့ခေါ်တဲ့မြစ်တောင်အကျယ်ကြီးပေါ်လာတာဘာများစမ်းလို့လဲအဲ့တော့ရှာရှိတယ်လို့တော့မအောင်မိပါနဲ့ကာလန်ဒေတန်ကာလန်ကာလအရောက်ဒေတန်ဒေတာရောက်ကျမတို့ဒီနေရာမှာစကားနည်းနည်းပြောရတယ်အဲ့တော့အင်မတန်ညစ်ပတ်ပိတ်တိပုတ်စွန်နန်နေတဲ့ကာမတဏမြစ်ကြီးဆိုတာကတော့ပေါ်ပြီလောကီလူပေါင်းမှာအတ္တာကမဆန်းဘူးစမ်းတာတခုကတော့ရှိတယ်ရှင်အဲ့ဒီတဏမြစ်ကြီးရဲ့ဟောင်းအစွန်းဆုံးတစ်ဖက်ကမ်းမှာကျမတို့တိတ်ကိုသွားခြင်းတောင်းတနေတဲ့နိဗ္ဗာန်ဆိုတဲ့အေးချမ်းလာတဲ့အယက်ဌာနေကတဏမြစ်ရဲ့ဆန့်ကျင်ဘက်ကမ်းမှာရှိတဲ့ဟုတ်ပြီဒါဆိုရင်နိဗ္ဗာန်ဘယ်မှာရှိလဲသိပြီကျမတို့သွားရအောင်သွားခြင်းနဲ့နိဗ္ဗာန်လေဒါပေမဲ့ညစ်ပတ်နေတဲ့တဏမြစ်ကြီးကိုကူးနိုင်မှာတော့ရမှာတယ်ဒေါ်လေးတို့အမေတို့ကူးနိုင်ကြပါမလားမြစ်ကြီးကညစ်ပတ်တယ်စိတ်မညစ်နဲ့ညစ်ကိုဖြတ်မှာဆိုတော့အဲ့ဒီရေတွေလူမစင်အောင်လှေစင်ပြီးလှေနဲ့ကူးမှာပေါ့လှေဆောက်ကြစို့တိရရာမဏီအင်ဂျင်ပတောက်ဒီအသားတွေနဲ့တော့လှေတဲလို့မရဘူးသွားမှာကနိဗ္ဗာန်တဲ့ဒါကြောင့်ကျမတို့ကမက်ခင်၈ပါးတရားကိုလျက်တမ်းတမန်မှာတည်ထားလိုက်ရအောင်လေလာရင်ရွတ်တိုင်ထူရအောင်တဏ္ဍနဲ့ကောင်တရားကိုရောပမာအရာထားဂိုင်းလော်တက်ကတော့ဓမ္မစကြာတရားကောင်းကောင်းကိုလော်တက်ပါမှာမေမေတို့သမီးတို့အားကိုကြည့်မယ်ရှင်လေကြီးပြီးပြီလူတကာနဲ့အလူမကနိဗ္ဗာန်ကိုသွားမှာဆိုတော့ငြိမ်းချမ်းခိုင်လဲအဲ့ဒီနိဗ္ဗာန်မရောက်ဘူးလို့ခေါ်စမ်းမှာအလူမရဲ့လို့သူတို့စောက်ထားတဲ့လေဘော်ကိုစွတ်တက်ကာရောတော့တိုးခွေတက်လို့မဖြစ်ဘူးတဲ့အဘတို့ရဲ့တော်ကကြမှာသမီးတို့ဘေးမှာတီလတမာရီတိတ်ခါပြင်းညာဘာတခုမှမရှိတဲ့လူမိုက်အစပ်ပလုတ်တွေများအတူတူကပ်ပါလာလို့နိဗ္ဗာန်သွားမယ်လေကြီးတဏမြစ်ထဲမြောက်သွားရင်တော့တတန်တရားလုံးခေါင်းထောင်လို့ကိုမပေါ်နိုင်ဘူးတဲ့ဆိုလိုတဲ့လူရင်းကကိုဘလောက်ကောင်းကောင်းကိုလာပေါင်းတဲ့လူပေါင်းများမလိုက်ရင်တော့တတန်တရားလုံးနာတတ်တဲ့ဒီဝရနဲ့ပေါင်းမိတယ်အစာတသက်မင်းသားအခုချိန်ထိကိုငရဲခံနေရတော့လူပေါင်းကယူဆိုင်လိုက်ပါရှာရှိတဲ့ငိမ့်ညခိုင်လိုရင်းပြောလို့တချို့ကတွေးလိုက်မယ်လိုရင်းပြောရင်တော့ကျမတို့သွားမှာကနိဗ္ဗာန်ဒီနားကတောင်တာမဟုတ်ဘူးကြောက်ပရောင်းမဟုတ်ဘူးရန်ကုန်မန္တလေးမြစ်ကြီးနားမိတ်ထီလာအထိနိဗ္ဗာန်ဒေါ်လေးတို့ဘယ်နားမှာများရှိတော့သမီးသွားခြင်းလို့လေကားနဲ့လားဆိုင်ကယ်နဲ့လားလေရင်မြန်ကြီးစီးရင်တော့ရောက်နိုင်မလားကျမကတော့နိဗ္ဗာန်ဘယ်မှာရှိမှန်းသိဘူးဒါပေမဲ့ငိမ့်ညမ်းခိုင်အုံနောက်ကလေးနဲ့စဉ်းစားမိတာနိဗ္ဗာန်ဆိုတာခက်နီးနီးတော့မဖြစ်နိုင်ဘူးဝေးလိမ့်မယ်ဒါကြောင့်ကျမတို့ဘဝပေါင်းများစွာတန်တရားပေါင်းအဆက်ဆက်စိတ်ကူးရင်နေရတာဒီနေ့ချိန်ထိတိုင်အောင်ကိုတုတ်တုတ်ကိုမရွေ့နိုင်ဘူးဟုတ်ပြီခရီးဝေးကြီးရိတ်ခါအတွက်အာဟာရပါဖို့ကလည်းလိုတယ်ခရီးဝေးကြီးလေထမင်းချက်ယူကြမလားသုံးမယ်နော်200လောက်နေဒါဆိုရင်အစင်မပြေဘူးထမင်းကလိုချင်တဲ့အချိန်ထုတ်စားလို့ရအောင်နိဗ္ဗာန်ခရီးအတွက်စံကောင်းကောင်းသာစွတ်ထားလိုက်ဟုတ်ပြီငင်းညံခိုင်တို့ရွာကတတိရီအာကြီးပေါ်ဆန်းမွေမနောဒုက္ခမကြမ်းတော့အေးရပရိသာဒီဆန်တွေကိုအိတ်လိုက်ဆွဲထောင်ထားလိုက်ရမလားလို့တော့အတွင်းမချော်လေနဲ့နိဗ္ဗာန်အတွက်လိုတဲ့ဆန်ကဘာဝနာတရားကိုစံပမာအရာနဲ့နဲ့ချင်းစီစွတ်ဟင်းကတော့ငါပေါ်ငါဆိုတော့လေငချင်းငမြင့်ငထွေးငဖဲငတလောက်အတိငါတွေကတော့မရပါတဲ့ရှင့်လိုတဲ့ငါကပြင်စတိငါကိုဟင်းပမာအရာထားအဲ့ဒီဘာဝနာတရားဆိုင်ရင်ပြင်စတိငါဆိုတဲ့ဟင်းရက်ကိုအခုခေတ်ပေါ်နေတဲ့စတိကြိုက်နေတဲ့မထုတ်ဖက်နဲ့ဖက်နဲ့ထုတ်ရအောင်ငါပြောပဲအင်ဘက်ပိမ့်ဘက်အတိဖတ်တွေဆိုလို့ကတော့မရဘူးတဲ့လိုတဲ့ဖက်ကအနိစ္စအနိစ္စဆိုတော့မမြဲခြင်းတရားဖက်နဲ့ထုတ်ကဲအတိဖက်ပြီးမကြအောင်ကတော့ဖျားကုံတော်အဲ့နဲ့ထာဝစဉ်တသက်တာမြဲစွတ်ထုံနိုင်မှအစင်ပြေလိမ့်မတဲ့ဒေါ်လေးတို့ဥ
ကြီးတို့နိဗ္ဗာန်ဆိုတဲ့အယက်ထာနေကိုသွားဖို့တဏမြစ်ကြီးကိုဖြတ်ဖို့သမီးပြောတဲ့ပစ္စည်းတွေကိုသာစုထားပါအားလုံးစုံလင်တဲ့လုံလောက်တယ်အားလုံးစုံလင်ပြီလားအားလုံးစုံလင်ပြီဆိုငွေနဲ့ကြော်ကောင်မဟေကဖောင်းတလေးပြိုတသိမ့်ကြွကြွညံသွားအောင်ဖြင့်လေတကြီးပဲ့ကန်ရှင်ကိုပိုင်သူရေနိဗ္ဗာန်သွားဖို့အရေးလေကြီးထွက်တော်မှာမို့အောင်မင်္ဂလာဆိုတော့မမလေးနတ်ဆိုင်ရိုရရကြီးနဲ့လော်တက်တောင်ပေးလို့ဘိတ်သိက်ခံဖွင့်ဆိုမောင်လေးရေသူကကိုအားနာလို့နှစ်ပိုက်တင်ဆိုဆိုတာကိုကကြံတဲ့အပိုက်အကုန်ဆိုပေးမှာရေနော်ကျွန်တော်တို့ငယ်ငယ်ကကျွန်တော်ဆရာကြီးကပြောဘူးလေငါသားတဲ့ရှေ့ကဆိုတော့တဲ့သချင်းကိုဆုံးအောင်အဆုံးသတ်နိုင်ရမယ်အမြဲတမ်းသင်ကြားပြီးထားခဲ့တယ်ကဲအဲ့တော့ညီမကြီးမြိုင်တာဟဲ့ဟောဝေသခါလဲလဘောပဲ
ရတွေ့လို့စင်နွမ်းမှာပဲစားရတွေ့လို့စင်နိနာတာရဲယမေလာကညာရဲ့နိနာတာရဲယမေလာကညာရဲ့ကိုကြီးတင်ထောင်းမယ် တိုင်ကြတယ်ညင်ကဟာ ထမယ်ရေကူကြမ်းနေပေဒူထမယ်ခိလတရဲ့သူသားနဲ့ကေသွဲမောင်ကြီးတင်ထားလို့ခေါ်ပါမေဟေလာမဲလိုက်ယိုကြိုက်ကနမွေဒီတော့လေပါဇလကဲဒီတော့ဟာပန်းသလားညီမလေးရဲ့ပန်းပါဦးနော်အဲ့တော့အဖိုးရှင်မန်းတင်မောင်ကစူသွားတဲ့နေရာမှာသူ့နောက်ကမင်းသမီးတွေကချင်းအောင်အလင်္ကာကြီးကတင်စားသွားတာပန်းပမာတွေနဲ့တင်စားလို့သွားတယ်နော်အဲ့တော့ဒီပွဲမှာလည်းညီမပါလာတာဆိုတော့မပန်းအောင်အဖိုးတင်စားသလိုတင်စားပေးရရှင်လေနော်ဇလက်ကဲဒီတော့ဟာပန်းလာမယ်ပန်းလာတယ်ကြိုးစားမယ်နော်လေဟေတောင်ကြီးစမ်းမခေမေပိုင်ရင်ဘိုးရှင်မတဲ့မောင်ကသူ့မင်းသမီးကိုတချင်းဆိုရင်မတက်ခေါ်သွားတာတောင်ကြီးကိုခေါ်သွားတာဘယ်တောင်ကြီးတို့နော်တောင်ကြီးစမ်းမအောင်ရှုံမြောင်နေကြတဲ့ရောက်တော့ကိုပိုင်သူဘာလုပ်မယ်ထင်လို့ဩတနခါလိမ့်ပြီမှာဗောဩတော်ပါသေးရဲ့တနခါလိမ့်ပြီလို့တောင်ကြီးစမ်းမခေမေပိုင်ရင်မာထာလို့ခေါ်မရဟာဟေးတော်လူလေးရဆိုတယ်ခဏနဲ့ကြောကညိုဝဲသမင်ဝဲချင်းလို့ဒီဝင်ခေလေးပူသားပြတော့တော်မြန်လိုက်ရတယ်အဲ့တော့အဖိုးရှင်မတင်မောင်က
ဒီတချင်းကိုဆိုထားတာဒီပွဲကတော့ညီမလေးငင်းငင်းခိုင်ပါတာပေါ့အရင်ပွဲကတော့မပါဘူးဘိသိက်တယောက်တည်းပဲဆိုတာဒီနေရာရောက်တော့မန်းတဲ့ခလေကောင်ကအမကြီးတယောက်ကလှမ်းပြီးကျွန်တော်ကိုပြောပါတယ်ဟေးဟေးတဲ့ဘိသိက်တဲ့ခမညာလို့မင်းပါဇက်နဲ့မထမ်းနဲ့ကွာတဲ့ထမ်းပါဖြင့်လူကိုယ်တိုင်လာထမ်းလေတဲ့ကျွန်တော်စဉ်းစားတာပေါ့ကျွန်တော်ဘာမှပြောမိလို့လဲမင်းပဲနဲ့ခင်မေထမ်းပါဆိုဟုတ်တယ်လေလို့ကျွန်တော်ဘိုးရှင်မန်းတင်အောင်ဆိုထားရတယ်ဆိုတာလေးလို့အေးတဲ့ငါနာမည်ခင်မေပဲဘယ်နဲ့ဗျာမန်းနဲ့လေကောင်ဝဝတုတ်တုတ်ကြီးကျွန်တော်သွားထမ်းလေရကျိုးတောင်သွားအောင်မနန်းနော်အဲ့တော့ကျွန်တော်ကပြောတာပေါ့အဖိုးရှင်မန်းတင်အောင်ဆိုထားလို့သာဆိုတာပါလို့ပြောရင်ကဲပြိတ္တများကြီးမိဘကတော့ဖျားကတော့အခန်းကဏ္ဍမရောက်ခင်လေးမှာညီမငယ်လေးနဲ့နောက်တစ်ပုတ်တော့ကိုကြီးထပ်ကြိုးစားမယ်နော်လောလောဆယ်ကလနာလေးတက်လိုက်အောင်မယ်တောင်ရင်စမ်းမခင်မေပိုင်ရင်မော